diorama ဆိုတာလူတိုင်းကမသိသေးတော့လေစကလုံးအစိမ်းဖြစ်နေသေးရဆိုတော့အဲ့ diorama ဆိုတာဘာလဲဆိုတာနေပြီးအရင်ဆုံးဆွေးနွေးပေးပါဒီ diorama ဆိုတာတော့ဟိုကျွန်တော်တို့ကိုယ်တိုင်တော့မှပဲပထမတော့ဒါကဘာမှန်းသိတာမဟုတ်ဘူးသိတယ်မလားဟို diorama ဆိုတာသိပြီးတဲ့ချိန်ကျတော့မီနီချာဆိုတာရောလာပြန်အောင်အဲ့ဒါ diorama နဲ့မီနီချာနဲ့ခုနလိုတော့မှပဲရှိသေးတယ် diorama ပါလဲမီနီချာပါလဲဆိုတာမျိုးလေအဲ့တော့ diorama ဆိုတာတော့ကျွန်တော်တို့ဟိုအပြင်ကနဲ့တစ်ထပ်သေးနီးပါးတူအောင်လိုက်ပြီးတော့ဟိုလှုပ်ပေးရတာပေါ့ဟိုမှာဟောင်းနှွမ်းနေနဲ့ဟောင်းနှွမ်းတဲ့ပုံစံဆွေးမြေနေနဲ့ဆွေးမြေတဲ့ပုံစံပတ်ဝန်းကျင်ရဲ့အနေထားအတိုင်းဟိုတစ်ထပ်သေးနီးပါးတူအောင်လုပ်ပေးရတော့ diorama ပုံစံငယ်ဟိုလို့ဟိုခေါ်ရတဲ့မီနီချာကြတော့ဒီပုံစံလေးတွေပေါ့ဟိုအစာအုပ်ဆိုတဲ့အစာအုပ်ပုံစံပဲလုပ်တာတော့ဒါမီနီချာပေါ့သုံးမမြင်ပုံစံမျိုးပေါ့ diorama မချန်တာတကွယ်မင်းတို့ပါကုန်လားကုန်လားဟုတ်ဒီ public တွေဒါဟိုတို့လက်လက်ပြောလို့ရတယ်ဟုတ်တယ်တို့လက်လက်ပြောရတယ်ပုံမှန်ငယ်ချင်းဆွေးနွေးနေတယ်ပြောလေးလို့အဲ့ပေါ့dioramaဆိုတာတော့ဒီအဲ့လိုမျိုးတဘာဝနဲ့အနည်းဆက်ဆုံးတူအောင်လိုက်ပြီးတော့ဟိုဖန်တီးလို့ယူရတာပေါ့အပြင်မှာဟိုပါပေါ့ရေညှိတက်နေတဲ့ပုံစံလေးကိုလည်းကိုပုံစံလေးလုံးမဲ့စီမှာရေညှိတက်တာမျိုးတွေတန်ကြီးတက်မယ်ဆိုတော့တန်ကြီးတက်တာမျိုးတွေအဲ့လိုမျိုးပေါ့ပြီးရင်ရာသီဥတုဒဏ်ကြောင့်ဒီပျက်စီးတိုက်စားယိုယွင်းတဲ့ဟာမျိုးလေးတွေကအစအသေးစိတ်ဟိုဟာတူအောင်ပေါ့တထရလည်းတူအောင်ဒီကိုလှုပ်တဲ့ model မှာလိုက်ပြီးတော့ဟိုဖန်တီးယူရတာပေါ့အဓိကအဲ့လိုမျိုးပြီးရင်ဒီဟိုပတ်ဝန်းကျင်မှာပေါင်ထက်ရတာပေါ့ဟိုမှာအိမ်ဆောက်မယ်ဆိုအိမ်တစ်လုံးမဲမဟုတ်ဘဲနဲ့သူ့ဘေးမှာခြုံလေးရှိတာမျိုးတစ်ပင်ရှိတာမျိုးအဲ့လိုမျိုးကအစတရန်တူအောင်လိုက်ပြီးတော့လုပ်ရတာပေါ့အဲ့မှာရာသီဥတုတွေတောင်မှအဲ့လိုမျိုးခွဲပြီးတော့လုပ်ကြတာမျိုးပေါ့ဥမာမိုးရင်းဆိုလို့ရှိရင်လမ်းမှာရေစွတ်တဲ့ပုံစံမျိုးလေးတွေထည့်တာမျိုးကိုကနွေရာသီပုံစံမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး6သွေးပုံစံမျိုးအပင်ကအစပေါ့အဲ့လိုအယောင်တွေကအစလိုက်ပြီးတော့အသေးစိတ်လိုက်ပြီးတော့ခွဲပြီးလုပ်ရတာပေါ့ဟုတ်အဲ့ဒါမျိုးကိုdioramaပေါ့ဒီနေရာဒေသမှာစလိုက်ပြီးတော့ခွဲရလို့ရှိတယ်ဥမာရှမ်းပြည်ဘက်လုံးမှာရှမ်းပြည်ရဲ့မြေသားအယောင်အယောင်မတူဘူးမြေဝါအစပေါ့တဘာဝနဲ့နီးစပ်ဟုတ်တယ်နေပြီးတော့ရုပ်တည်ရှိရတာပေါ့ဥမာဟိုရှမ်းပြည်လိုနေရာမျိုးသွားပြီးတော့ဟိုတဲလန်းသွားခင်းလို့တော့အေးပါပါစံပြေအဲ့ပုံအဲ့ဒါ diorama ဟို archi နဲ့ရောဘယ်လိုဆက်ဆက်မှုရှိလဲ architecture နဲ့နည်းနည်းတချို့ဆိုရောနိုင်တယ်လေအဲဒါပုံစံငယ်အိမ်တွေပဲဆိုတော့လေအကုန်လုံးကတော့ဒီပုံစံငယ်အသေးစားလေးတွေပဲပေါ့ဒါပေမဲ့ archi ကြတော့သူတို့အတွက်ချက်ပိုင်းတွေဒီပညာပိုင်းတွေနည်းပညာပိုင်းတွေအတွက်ချက်ပိုင်းတွေရောတခြားဒီထက်မကပိုတဲ့ဒီနည်းစနစ်ပိုင်းတွေပါတာပေါ့အဓိကပညာကန်းတွေပေါ့ဆိုတော့ဟိုကျွန်တော်နဲ့ကတော့အရန်ကြီးတော့မတူတော့ဘူးတန်းတယ်ဒါပေမဲ့အခြေခံတော့တူရင်တူမယ်အတွက်ချက်ပိုင်းတွေဒီပြီးတော့သူတို့ကစောက်မယ်ဆိုလို့ရှိရင်အဲ့လိုကြမ်းခိုင်မှုပိုင်းတွေမျိုးတွက်ချက်တာမျိုးတွေအစအများကြီးกว่าသူတို့ကျတော့လက်တွေ့ဖန်တီးမဲ့နေရာမှာအများကြီးအသုံးတည့်မဲ့ပညာရပ်မျိုးပေါ့အဲ့လိုမျိုးဆိုတော့ဟိုကွာတာပေါ့ကွာတာမဟုတ်တော်တော်လေးဟိုကွာပုံစံငယ်လို့ပြောလိုက်ရင်ဒါကဟိုတမဲထဲလို့ထင်ရပါမယ်တကယ်တမ်းကျတော့ဟိုသူတို့ဥစ္စာကဒီပုံစံငယ်ကအပြင်မှာတကယ်ဟိုစောက်မဲ့ပုံစံငယ်ဆိုတော့အများကြီးသူတို့ကပို့ပြီးတော့ဟိုတွေ့ရချက်ပြီးတော့အသေးချာလောက်ရတာပိုင်းလေးပါdiorama ရောလက်တွေ့ဘဝမှာတချို့လုပ်ငန်းတွေမှာအဲ့လိုမျိုးအသုံးတည့်တာမျိုးအသုံးပြုတာမျိုးရောရှိနိုင်တယ်ဒါမှမဟုတ်သူကအမှုပညာခံစားဖို့အတက်ပဲဖြစ်မလားရှိရရှားနေဥပမာပြရောကျောင်းမှာဆိုရင်တင်ထောက်ပစ္စည်းတွေပါအဲ့လိုပို့ပါပြလို့ရအောင်နောက်ဟိုစစ်ပွဲတွေမှာဆိုလည်းဒီစစ်ပွဲစစ်မြေပြင်ပုံရိပ်တွေဘယ်နေရာဘယ်လိုလုပ်မယ်ဆိုတာအစလုပ်တဲ့ပုံစံတွေမှာဒီ diorama ရဲ့ဟိုပုံစံငယ်ပုံစံမျိုးတွေသုံးကြတာပေါ့နောက်ပိုင်းဒီခုနကပြောသလိုကြောင်းနေမှာလည်းအခုနောက်ပိုင်းပို့ပြီးတော့တွင်ရသုံးလာတယ်မျိုးရှိတယ်နောက်ပြီးတော့ရိုက်ကူး animation ရိုက်တာမျိုးတွေ stop motion ရိုက်တာမျိုးတွေအများကြီးပေါ့အဲ့လိုမျိုးကြောင်ညာရိုက်တာမျိုးတောင်ရှိတယ်အဲ့ဒါနဲ့အသုံးပြုပြီးတော့ငါတို့နိုင်ငံသားစကားတွေမှာတော်တော်များများဒီ diorama ပုံစံမျိုးတွေဖွင့်ပြီးရိုက်ကြတာသုံးကြတာဒီမှာဒါဒီလိုမျိုးဟိုမရှိဘူးဘတ်ဂျက်ဟုတ်တယ်မမရှိဘူးလားဆိုတော့နော်လာပြီးတော့ဆက်သွယ်တာမျိုးရှိတယ်ဆိုတော့ကသူတို့စိတ်ထဲမှာဒါတွေကိုဟိုပေါ်လောထင်တာမျိုးမြင်တာမျိုးတော့ဟိုရှိတယ်ဟိုပြောပြီးကမှလန်သွားရတဲ့လူတွေရှိတယ်ဟုတ်တယ်ဟိုတွေ့ဘူးလေရှေ့တလောကဆိုလို့ရှိရင်ရုပ်ရှင်ထဲမှာဟိုကားမောက်သွားတာကို action ရိုက်တာကိုတကယ်သူ behind the scene ကကြတော့ဒီလိုမျိုး diorama ကိုပဲအခြေခံပြီးတော့ animate လုပ်သွားတာတွေ့ရတယ်အဲ့တော့ဟိုဒီလိုမျိုး diorama တစ်ခုစောက်ဖို့ဆိုရင် idea တွေကဘယ်လိုမျိုး generate လုပ်လေးရှိတယ်ပေါ့နော်တချို့ကြတော့ idea ပေါ် generate လုပ်တယ်တချို့ကြမြင်တာကို generate လုပ်တာမျိုးတော့ကွာကြမှာဘယ်လိုအစပြုကျွန်တော်ဆိုရင်ဗျာအိမ်တစ်လုံးစောက်တယ်အရင်ကလက်ရနဲ့အခုလက်ရနဲ့ကတခြားစီပဲအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီတစ်ခု
ဟိုကောင်းဆက်ကောင်းအောင်ကြိုးစားလာလို့ပဲနောက်ပြီးတော့အမြင်ပိုင်းမှာဆိုနေဒီလိုပဲပို့ပြီးတော့ဟိုကိုမြင့်တင်ရတာပေါ့လုံးဝမယ်ဟာလေဟိုတွေးတာမှအစလောက်တာအဆုံးအကုန်လုံးကိုလိုက်ပြီးတော့ဒီ generate လောက်ရတာပေါ့ဟိုအရင်တော့ကြည့်တဲ့ပုံစံနဲ့ခုကြည့်တဲ့ပုံစံကမတူတော့အရင်တော့ဒီအဲ့တလုံးကိုဒီစောက်ဖို့ကြည့်ရဆိုရင်တော့မှပဲအပေါ်ရန်ကြည့်မိတာမျိုးပေါ့အခုနောက်ပိုင်းကျအဲ့လိုမဟုတ်ဘူးရုပ်တိရှိကျင်တော့ကြတော့တတိယကြည့်တယ်တတိယလေးလာတယ်အဲ့လိုမျိုးတွေလောက်လာတဲ့အတွက်ပို့ပြီးတော့ဟိုကိုယ်ရဲ့လောက်တဲ့ဟိုဒီပစ္စည်းတွေပို့ပြီးတော့ကောင်းလာတယ်အဲ့လိုမျိုးတော့ရှိတယ် Elvis, yours creative partner.